ကံကောင်းခြင်းဆိုတာကကြိုတင်ပြင်ဆင်ထားမှုနဲ့အခွင့်အရေးလက်ချိတ်မိသွားတဲ့အခါမှာကံကောင်းခြင်းဖြစ်ပေါ်လာတယ်လို့အားလုံးပြောကြတယ်ဆိုတော့ဒီနေရာမှာကံကောင်းခြင်းဆိုတာကဘဝရဲ့အလှည့်ပြောင်းတစ်ခုဖြစ်သွားတဲ့ကံကောင်းခြင်းမျိုးကိုဆိုလိုတာဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့လိုမျိုးကံကောင်းမှုမျိုးကြုံဖို့ဆိုရင်ဘဝရဲ့အလှည့်ပြောင်းကံကောင်းမှုတွေရချင်တယ်ကြုံကျင်တယ်ဆိုရင်ကျွန်တော်တို့လုပ်နိုင်တဲ့အရာတစ်ခုကအစဉ်သင့်ဖြစ်ခြင်းဆိုတဲ့အရာပဲဒီနေရာမှာအစဉ်သင့်ဖြစ်ခြင်းဆိုတာဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်တို့မှာလိုအပ်တဲ့အရာတွေကိုဖြည့်နေရမယ်ကြိုးစားနေရမယ်ဆိုတဲ့အတိတ်ပဲဗျဆိုတော့ပညာရက်တစ်ခုပဲဖြစ်ဖြစ်တခြားလေ့လာစရာတွေပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခွင့်အရေးမရသေးဘူးဆိုရင်တောင်မှကိုရှိတဲ့ဉာဏ်နဲ့ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်ဉာဏ်ပညာပဲဖြစ်ဖြစ်လိုအပ်တဲ့ skill တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဆင့်တင်းဖြစ်အောင်ဖြည့်ဆည်းနေဖို့လိုတယ်ဆိုတာကိုပြောချင်တာဗျာဆိုတော့လောလောဆယ်ကို့မှာအခွင့်အရေးမရှိသေးဘူးဆိုရင်တောင်မှအခွင့်အရေးနဲ့ကျုံးလာတဲ့အခါမှာကျွန်တော်တို့ကနောင်တမရစေဖို့အတွက်တစ်ခါလေမှကျွန်တော်တို့ကအခွင့်အရေးရတဲ့အချိန်မှာကို့မှာရှိတဲ့ skill တွေငွေကြေးဥစ္စာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပညာပဲဖြစ်ဖြစ်ကျွန်တော်တို့မှာမရှိနေဘူးဆိုရင်ကျွန်တော်တို့နောင်တရနိုင်တယ်ဗျာဒါကြောင့်မို့လို့အဲ့လိုမျိုးတွေမဖြစ်အောင်လို့အစဉ်သင့်ဖြစ်မှုဆိုတဲ့အရာကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်အစဉ်သင့်ဖြစ်မှုဆိုတာကခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲလိုအပ်တဲ့အရာတွေကိုလောလောဆယ်ကျွန်တော်တို့ကဖြည့်ဆည်းနေရမယ်ရတဲ့အချိန်တိုင်းမှာငွေကြေးဥစ္စာပဲဖြစ်ဖြစ်ငွေကြေးဥစ္စာဆိုရင်လည်းကိုတက်နိုင်တဲ့လောက်စုဆောင်းဖြည့်ဆည်းထားမယ်အစဉ်သင့်ဖြစ်အောင်လုပ်ထားမယ်ဉာဏ်ပညာလိုအပ်တဲ့ skill တွေဆိုရင်လည်းကျွန်တော်တို့ကအစဉ်သင့်ဖြစ်အောင်ကြိုတင်ပြင်ဆင်ထားဖို့လိုမှကျွန်တော်တို့တော့ကြပါလိမ့်မယ်ဒါကြောင့်မို့တစ်ခါလေးမှဘဝရဲ့အလှည့်ပြောင်းအောင်မြင်ခြင်းကံကောင်းခြင်းတွေရဖို့ဆိုရင်ကျွန်တော်တို့မှာရှိတဲ့အရာတွေကိုဖြည့်ဆည်းထားဖို့လိုတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အားလုံးဘဝရဲ့အလှည့်ပြောင်းကံကောင်းခြင်းတွေကြုံကြပါစေဖန်တီးနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်